ဘုန်းကြီးတို့တရားဓမ္မတွေခန္ဓာဆိုတာအတုံးခဲကြီးရဲ့လို့မရှိဘူးခန္ဓာဆိုတာအတုံးခဲကြီးရဲ့လို့မရှိဘူးတကယ်လှုပ်လိုက်တော့စုလိုက်တော့နော်သူအုပ်စုနဲ့သူလှုပ်လိုက်တဲ့အခါကျတော့လေအေးအတုံးခဲရဲ့လို့မရှိပါဘူးဒီထက်သဘော၅မျိုးရှိတယ်ဒီလိုမဟုတ်လားသဘော၅မျိုးဖောက်ပြန်တတ်တဲ့သဘောခံစားတတ်တဲ့သဘောမှတ်သားတတ်တဲ့သဘောစိတ်ဆောအထုတ်တတ်တဲ့စေတနာအဥပြုတဲ့စေတသိက်တွေသဘောပြီးတော့သိတတ်တဲ့သဘောလို့သဘော၅မျိုးပါတယ်မဟုတ်လားအဲ့ဒီသဘော၅မျိုးကိုတစ်မျိုးစီတပုံညံနဲ့ပုံပြီးတော့ထားပြီးတော့ခန္ဓာ၅ပါးဟုတ်တယ်မဟုတ်လားခန္ဓာ၅ပါးကဘယ်သူတွေတော့ယူပဲခန္ဓာတင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့အဲ့ဒါလို့မဟုတ်လားဟုတ်ပြီခန္ဓာ၅ပါးရှိတယ်အဲ့ဒီခန္ဓာ၅ပါးကိုတတိပဋ္ဌာန်၄ပါးနဲ့များပုံမယ်ဆိုရင်အဥဆုံးဖြစ်တဲ့ရုပ်ခန္ဓာကကာယ ानु ပတနာခံစားတတ်တဲ့သဘောကြတော့ဝေဒနာ ानु ပတနာဟောတင်ညာနဲ့သင်္ခါရနှစ်ခုပေါင်းကိုဓမ္မာ ानु ပတနာတိတတ်တဲ့စိတ်ကလေးကြတော့စိတ်တာ ानु ပတနာစတော့ကခန္ဓာ၅ပါးမဟုတ်လားယူပဲခန္ဓာဝေဒနာခန္ဓာတင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာအစတော့ကခန္ဓာ၅ပါး၅ပုံရှိတာနော်အခုတတိပဋ္ဌာန်၄ပုံနဲ့ပုံမယ်နော်အဲ့လိုဆိုတော့အဥဆုံးဖြစ်တဲ့ရုပ်ကကာယ ानु ပတနာဒုတိယဖြစ်တဲ့ဝေဒနာတွေကြတော့ဝေဒနာ ानु ပတနာတတိယဖြစ်တဲ့တင်ညာခန္ဓာနဲ့စတုထဖြစ်တဲ့သင်္ခါရခန္ဓာနှစ်ခုပေါင်းကဓမ္မာ ानु ပတနာပစ္စမဖြစ်တဲ့စိတ်ကစိတ်တာ ानु ပတနာ ानु ပတနာဘယ်နှခုတော့ဘယ်သူတွေတော့ကာယ ानु ပတနာဝေဒနာ ानु ပတနာဓမ္မာ ानु ပတနာစိတ်တာ ानु ပတနာတတိပဋ္ဌာန်ဆိုတဲ့စကားလုံးလေးတစ်လုံးထပ်တိုးမယ်ဆိုရင်ကာယ ानु ပတနာတတိပဋ္ဌာန်ဝေဒနာ ानु ပတနာတတိပဋ္ဌာန်ဓမ္မာ ानु ပတနာတတိပဋ္ဌာန်စိတ်တာ ानु ပတနာတတိပဋ္ဌာန်ဟုတ်ကဲ့နော်အဲ့ဒါလို့တတိပဋ္ဌာန်၄ပါးနဲ့ပုံရင်၄ပုံဖြစ်သွားတာပေါ့ဒီထဲမှာရွေးရမယ်တဲ့ငါနဲ့ပဲအပုံနဲ့လိုက်တယ်လေဆိုတာလေကိုချိန်ကြည့်ညာထိုင်းသလားထက်သလားငါညာထိုင်းတယ်ငါညာထိုင်းတယ်ဟုတ်ပြီငါလောဘကောများလားမများဘူးလားလောဘတွေလည်းများပါဟိုဟာလူချင်းဒါလူချင်းဟိုဟာရချင်းဒါရချင်းဒီလိုဆိုရင်ညာထိုင်းပြီးတော့လောဘများညာထိုင်းပြီးတော့လောဘများတဲ့ဆိုရင်အဥဆုံးဖြစ်တဲ့ရုပ်ကာယ ानु ပတနာနဲ့လိုက်တာပေါ့အဲ့ဒီပုဂ္ဂိုလ်ဟာကာယ ानु ပတနာတတိပဋ္ဌာန်အဲ့ဒီဥစ္စာနဲ့လိုက်တယ်ဉာဏ်ထိုင်ပြီးတော့လောဘများရင်ကာယ ानु ပတနာတတိပဋ္ဌာန်၄ပုံပုတ်ထားတယ်နော်ကြော်လိုက်နှစ်ပုံကိုကြော်လိုက်ဟိုနောက်ဆုံးအပုံသွားမယ်စိတ်တ ानु ပတနာသွားမယ်နော်ကိုချိန်ကြည့်ဉာဏ်ထိုင်သလားထက်သလားဉာဏ်ထိုင်တယ်ဒိဋ္ဌိရောမများဘူးလားများပါတတ္တဩစီတာတက္ကာယဒိဋ္ဌိတွေလည်းများပါဆိုဉာဏ်ထိုင်ပြီးတော့ဒိဋ္ဌိများဉာဏ်ထိုင်ပြီးတော့ဒိဋ္ဌိအဲ့ဒါလို့ဆိုရင်တော့စိတ်တာ ानु ပတနာတတိပဋ္ဌာန်ဒါနဲ့လိုက်တာပေါ့ဉာဏ်ထိုင်ပြီးတော့လောဘများရင်ကာယ ानु ပတနာတတိပဋ္ဌာန်ဉာဏ်ထိုင်ပြီးဒိဋ္ဌိများရင်စိတ်တာ ानु ပတနာတတိပဋ္ဌာန်ဉာဏ်ထိုင်တဲ့သူတွေပေါ့ဟုတ်တယ်ထိုင်တဲ့သူတွေထူတဲ့သူတွေကိုချိန်ကြည့်သိတာပေါ့နော်ညာလဲထိုင်တယ်လောဘလည်းများတယ်ဆိုရင်ကာယ ानु ပတနာတတိပဋ္ဌာန်ညာလဲထိုင်တယ်ဒိဋ္ဌိတွေလည်းများတယ်ဆိုရင်စိတ်တာ ानु ပတနာတတိပဋ္ဌာန်ကိုနဲ့လိုက်တဲ့အရှုခံတရားဟာလေအဲ့ဒီလိုက်တဲ့ဥစ္စာရှုမှလည်းမြန်မြန်ဖြစ်ပျက်တွေပေါ်လွယ်တယ်နောက်တစ်ခါချိန်ကြည့်အလဲကောင်းနှစ်ပုံကိုသွားမယ်ကိုညာထိုင်းသလားထက်သလားချိန်ကြည့်ညာထက်တယ်အရာရာထက်ပြက်ပဲကြောက်မယ်ဆိုလဲ1 2 3ဒီလိုအထက်ပိုင်းဆိုင်ရာအမှတ်တွေများတဲ့ဘက်ကသူကနေတာညာထက်တယ်ကိုချိန်ကြည့်တယ်လောဘကောမများဘူးလား
လောဘတွေလည်းများပါငါလှခြင်းပါခြင်းကြွခြင်းဟိုရခြင်းတားရခြင်းမပြီးနိုင်ဘူးလေညာလည်းထက်တယ်လောဘတွေလည်းသူဆိုရင်ညာလည်းထက်တယ်လောဘလည်းများတယ်ဆိုရင်တော့ဟဲ့ဒီဝေဒနာနုပတနာတတိပဋ္ဌာန်ဒါနဲ့လိုက်တယ်တဲ့ညာထက်ပြီးတော့လောဘများရင်ဝေဒနာနုပတနာတတိပဋ္ဌာန်နောက်တစ်ခါချိန်ကြည့်ညာထိုင်းသလားထက်သလားထက်တယ်ထိတ်ကြည့်လောဘကများလားမများဘူးလားလောဘလည်းသိမများပါဘူးဆိုရင်ညာထက်ပြီးတော့လောဘနေပါတာပေါ့ညာထက်ပြီးတော့လောဘနေပါတာအဲ့လိုဆိုရင်တော့ဓမ္မာနုပဒနာနဲ့လိုက်တယ်ဘာနဲ့လိုက်တော့ဓမ္မာနုပဒနာဆိုတာအဖြစ်အပျက်တွေပြောတာလေသစ္စာတရားတွေဓမ္မာနုပဒနာနဲ့လိုက်တယ်ဒါဖြင့်အလဲကောင်းနှစ်ပုံကညာထက်တဲ့သူတွေပဲညာထက်ပြီးတော့လောဘများရင်ဝေဒနာနုပဒနာတတိပဋ္ဌာန်ညာထက်ပြီးတော့ဗါတဲ့တော့လောဘနေပါရင်ဓမ္မာနုပဒနာတတိပဋ္ဌာန်လေးပုံရှိတဲ့အလဲကောင်းနှစ်ပုံကညာထက်တဲ့သူတွေပေါ့ဘေးနှစ်ပုံကညာထိုင်းတဲ့သူတွေပေါ့ဟုတ်တယ်လားပြန်ပြောဦးမယ်လေညာထိုင်းပြီးတော့လောဘများရင်ကာယာနုပဒနာတတိပဋ္ဌာန်ညာထိုင်းပြီးတော့ဒိဋ္ဌိများရင်စိတ်တာနုပဒနာတတိပဋ္ဌာန်ဒါကညာထိုင်းတဲ့သူတွေပေါ့အလဲနှစ်ပုံသွားမယ်ညာထက်ပြီးတော့လောဘများရင်ဝေဒနာနုပဒနာတတိပဋ္ဌာန်ညာထက်ပြီးတော့လောဘနေပါရင်တတိပဋ္ဌာန်အလဲကောကနှစ်ပုံကညာထက်တဲ့သူတွေပေါ့ဟုတ်တယ်ကိုတိပါတယ်ငါဖဲထဲကလေအဲ့ဒါလိုချိန်ကြည့်ပြီးတော့ကိုနဲ့လိုက်တဲ့ကမ္မထံရွေးတဲ့